တန်ရောစဉ်လို့ဆိုတဲ့ယုံညံ့တဲ့တရား10မျိုးရှိတယ်တဲ့အဲ့ဒီတရား10မျိုးကဒီဘဝ9ပါးမှာဖြစ်သမျှတတ္တဝါတွေကိုနော်မြဲလှပတ်နောင်ကျိုးတန်လှောင်တို့တန်ကျိုးနဲ့နှောင်ဖွဲ့ထားတယ်လို့ချီပတ်ထားတယ်လို့မချောင်ကြက်တင်းဖွဲ့ချီပြင်း၍မချောင်ကြက်တင်းဖွဲ့ချီပြင်း၍နော်စကလုံးသုံးလုံးတွေကအရင်မျက်စိထဲမှာထင်သာမြင်သာရှိတယ်ခပင်းပြောတူနဲ့လူတူတို့ဖြစ်တိုင်းကိုနဲ့ပုဂ္ဂိုလ်ဇန်တူများထုတို့ဝိစုအတွင်ကျင်လေခြင်းဖြင့်ဝိကင်းကြီးရာမသွားတာခဲ့အဲ့ဒီကျိုး10ချောင်းနဲ့ချီခံထားရတဲ့အတွက်ကြောင့်ဒီသတ္တဝါတွေဟာနော်ဒီတန်တရားဝတ်တွင်းမှာပဲကျင်လင်းနေကြရတယ်တဲ့တကယ်စစ်မှန်တဲ့ချမ်းသာနိဗ္ဗာန်ကြီးရောက်အောင်သူတို့ဟာဟောက်ပြီးတော့မထွက်နိုင်ကြဘူးတဲ့ဒီကျိုး10ချောင်းနဲ့ချီခံထားရတဲ့အတွက်ကြောင့်မလွတ်မလပ်ပဲနေကြရတယ်တန်ရောစဉ်ဟုဆယ်စဉ်ဓမ္မဤပံပကဘဝကိုလီအတင်ကြီးနဲ့တင်ကြီးနေဝဖြစ်သမျှနဲ့ဒီနေ့မှာဘဝကိုလီဆိုတဲ့စကားလေးကိုလည်းပဲနားလည်ဖို့လိုတယ်ပေါ့နော်တတ္တဝါဒဘုံကိုဝါနဲ့လို့တချို့လည်းပဲဒီလိုကြက်မှတ်ထားတာလေးတွေရှိတယ်ဟုတ်လားဘဝတွေကိုမြတ်စွာဘုရားအမျိုးမျိုးပိုင်းပြီးတော့ပြတာတွေရှိတယ်ကာမဘဝရူပဘဝအရူပဘဝလို့နော်ဘဝကို3မျိုးပိုင်းတာလည်းရှိတယ်နော်ဒီမှာတော့ဘဝကို9မျိုးပိုင်းခြားပြီးတော့ပြောတယ်ပေါ့အဲ့ဒါကဦးဇင်းတို့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေထဲမှာလည်းပဲများစွာပါပါတယ်တဘဝ9ပါးဆိုတာကဘာတွေကိုပြောတာတော့ကာမဘဝရူပဘဝအရူပဘဝလို့3ပါးကိုအခြေခံအရင်မှတ်ရကာမဘဝဆိုတာကအပေလေးပုံနဲ့လူဘဝနတ်ဘဝကိုကာမဘဝလို့မှတ်ရတယ်။ရူပဘဝဆိုတာကရူပဗြဟ္မပြည်ဒါကိုရူပဘဝလို့မှတ်ရတယ်။အရူပဘဝဆိုတာကရုပ်မရှိတဲ့အရူပဘဝကိုအရူပဘဝလို့အရူပဘဝမှာဖြစ်နေကြတဲ့ဗြဟ္မာတွေကိုအရူပဘဝနော်။ရူပဘဝမှာဖြစ်နေကြတဲ့ဗြဟ္မာတွေကိုရူပဘဝကျန်တဲ့နတ်ပြည်ဗြဟ္မာနတ်ပြည်လူပြည်နော်အပေလေးပုံမှာဖြစ်နေကြတဲ့သတ္တဝါတွေကိုကာမဘဝလို့ကာမဘုံလို့ဒီလိုမှတ်ရတယ်ကာမရူပအရူပပြီးတော့ဗာလို့တင်ကြီးတဲ့အတင်ကြီးတဲ့နေဝတင်ကြီးနာတင်ကြီးအတင်ကြီးဘဝအတင်ကြီးဘဝနေဝတင်ကြီးနာတင်ကြီးဘဝတင်ကြီးဆိုတာဘာပြောအောင်ဆိုတင်ညာရှိတဲ့ဘဝခုဒါမှမဟုတ်ဦးဇင်းတို့ရနေတဲ့